အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ငါ့ကိုတိုက်ရင်ကောက်ရွက်နဲ့ချင်းချက်ချင်မှပါတယ်ပထမအဆုံးတိုက်ရင်ကောက်ရွက်ကိုနင်ထားရပါမယ်အဲ့ပြီးရင်တော့ကျွတ်တုံဖြူခွန်သွားပြီးငုတ်တီစိမ်းကိုလည်းပြင်ဆင်ထားပေးရပါမယ်ပြီးရင်ကတော့ကလာနန်နန်ပြင်စိမ်းနဲ့နန်နန်ပြင်တွေကိုပြင်ဆင်ပေးထားရပါမယ်အကေ၍ဖဖေရွက်ရှိရင်ဖဖေရွက်ထည့်လို့လည်းရပါတယ်ပြန်နဲ့အရွက်တွေအားလုံးကိုရေဆေးတန့်စင်ထားရပါမယ်ပြီးရင်ကတော့ငရုတ်စုံထဲမှာငရုတ်တီးစိမ်းနဲ့ကျွတ်တုံဖြူကိုရောပြီးထောင်းရပါတယ်ပြီးရင်ငရုတ်တီးချောင်းမုတ်ကိုလည်းထည့်လိုက်ပါတယ်ပြီးရင်ကတော့ခုနပြင်ဆင်ထားတဲ့အဆာဗလာရွက်တွေကိုတော်ဆင်ရပါမယ်တော်ဆင်ထားတဲ့အရွက်တွေကိုခုနငရုတ်စုံထဲရောပြီးထောင်းလိုက်ပါမယ်ပြီးရင်ကတော့ငါးကိုရေဆေးတန့်စင်ပြီးအနေတော်လေးတုံးထားရပါမယ်အကုန်လုံးပြင်ဆင်ပြီးတော့ပြီဆိုတော့အထည့်ချက်မဲ့အိုးထဲမှာတဲ့ရင်ကောက်ရွက်ကိုအရင်ထည့်လိုက်ပါတယ်ပြီးရင်ကတော့ရေဆေးတန့်စင်ထားတဲ့ငါးတွေကိုထည့်လိုက်ပါမယ်ပြီးရနဲ့ခုနကတော့ထောင်းထားတဲ့အစာပလာတွေကိုငါးထဲမှာရောထည့်လိုက်ပါမယ်စားနဲ့ဟင်းချုံမုံကိုလည်းထည့်လိုက်ပါတယ်ဟင်းချုံမုံမစားရင်ကတော့ထည့်ဆံမလိုပါဘူးအချင်တော့ကတော့မလင်ချင်းဒါမှမဟုတ်မြစ်တူချောက်ထည့်လို့ရပါတယ်ဒီမှာတော့မရှိလို့ခန့်ချင်တီးပဲထည့်ချက်လိုက်ပါတယ်ပြီးရနဲ့ဆိုရင်ရေကိုနေတော်လေးထည့်ပေးရပါတယ်ရေထည့်ပြရနဲ့ဆိုရင်မီးဖွင့်ပြီးချက်ထားရုံပါပဲဒါကတော့ပထမဆုံးဖွင့်လာတဲ့အချိန်လေးပါကိုစားချင်တဲ့အနေထားရောက်ပြီဆိုရင်မီးပိတ်ပြီးတော့ခတ်ထဲမှာပြောင်းထည့်လိုက်ပါတယ်အခုစင်ကတော့တိုက်ရင်ကောက်ရွက်ကိုငါးနဲ့ချက်တဲ့ကချင်ချက်ဟင်းရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video bye